ခုနကကျွန်တော်ဂီယာ6ချက်ကိုပထမပိုင်းမှာဒီလိုဟဲ့ချိန်တာလေးကိုတင်ပေးပြီးသွားပြီအခုဆိုရင်ဒါဂီယာဒီ6ချက်ကိုချိန်တော့မယ်ဒီကျိုးလေးကို join ပြီးသွားပြီဆိုရင်ဒီကောင်လေးကဂီယာတက်ကြကိုအတက်ဆင်းကိုချိန်ရတဲ့ဥစားနက်လေးဖြစ်တယ်ကျွန်တော်အဲ့ဒီအကြောင်းကိုကျွန်တော်တို့တစ်ခါလဲဆန်းရင်းနဲ့ပြပေးမယ်အခုဒီကောင်ကိုဂီယာအတက်ကိုဆန်းပေးမယ်ဟုတ်ဒီလိုဂီယာအတက်ကိုဆန်းတဲ့အခါမှာ6ကနေပြီးတော့9ကိုတက်လိုက်တယ်4 3 2 1တကယ်လို့အဲ့လိုမျိုးမတက်ဘဲနဲ့ဂီယာက1ကနေကို6ကနေပြီး9ကိုမတက်ဘူးဆိုရင်ကြာနေရဆိုရင်ဒီနက်လေးကိုဒီလိုအပေါ်လေးကိုတရစ်လောက်လေးနည်းနည်းလေးပဲတိုးကြည့်ပြီးတော့လှည့်ကြည့်အဲ့ဒီမှာငါ6ကနေပြီး9ကိုတက်သွားတယ်ဆိုရင်ဒါဂီယာမှန်သွားအဲ့လိုနဲ့အပေါ်ဆင်းမျိုးဆန်းသွားမယ်ပြီးရင်အပေါ်ရောက်ပြီဆိုရင်အောက်ကိုပြန်ဆင်းမယ်အောက်ပြန်ဆင်းမယ်အောက်ကိုပြန်ဆင်းတဲ့အခါမှာလေဒီလိုတစ်ချက်ခလုတ်ဆွဲရင်တစ်ချက်ဆင်းရမယ်အဲ့လိုမျိုးမဆင်းဘူးဆိုရင်ဒီနက်လေးကိုတရစ်လောက်ချော့ပေးလိုက်နည်းနည်းချင်းချော့အောင်နည်းနည်းချင်းချော့ဒါကြောက်သွားပြီဆိုရင်ဒါမှန်သွားပြီအဲ့လိုနဲ့ဂီယာချိန်ပြီးတော့ဂီယာ6ချက်လုံးကိုအတိုက်ကြမှန်အောင်ချိန်လို့ရပါတယ်ခင်ဗျပြီးကျင်တာလေးရှိရင်လည်းကျွန်တော်တို့ comment မှာရေးပေးခဲ့ပါဦးကျွန်တော်ကြုံကြတဲ့အခါမျိုးတွေမှာဆိုရင်ဗီဒီယိုလေးနဲ့ပြပေးပါမယ်ခင်ဗျ